the China FCV University Myanmar National in the town is China FCV University to now volunteer Chinland FC hi chimi phunho yo chinran aphiya lena tahano Myanmar National le yo abthwita football khala ati mero phaitai ni National တုန်း2526ရဲ့ final ပွဲစဉ်မှာဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်ဖြစ် China FC နဲ့ University ကိုနောက်တော့မှာဘောလုံးနေကြတာပဲဖြစ်ပါတယ်။နောက်ဆုံး final ပွဲတော့အခု China FC ကကိုတကိုနဲ့ဦးဆောင်နေပါတယ်။ဒီမှာဆရာလမ်းမှာဘောလုံးပြိုင်ပွဲရဲ့ချန်ပီယံချင်းလန်း FC အသင်းသားများကိုတဦးချင်းရွှေတံဆိပ်ဆုများဂုဏ်ယူစွာချီးမြှင့်ပေးနေခြင်းဖြစ်ပါတယ်။ချန်ပီယံချင်းလန်း FC အတွက်လက်ကုပ်တန်းချီးကြားကြပါရခင်ဗျာ။